အားလုံးပဲမင်္ဂလာပါရှင်။ရွှေစု Audio Book Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုပါရရှင်။ဒီနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမဲခိုင်ရေးသားထားတဲ့မော်ဝင်ပန်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း1ကိုနားဆင်ရမှာပါ။ဇာတ်လမ်းလေးကိုတော့ကျမဆုလိုင်ကတင်ဆက်ပေးသွားပါမယ်ရှင်။တောင်ကုန်းတောင်တန်းတွေအထက်ထက်ကိုကျော်လွန်ပြီးချိန်မှာကုန်းမြင့်လေးတစ်ခုကိုတွေ့ရတယ်။အဲ့ဒီကုန်းမြင့်မြေရှော့ရှော့လေးအောက်မှာရွာတိမ်ရွာရှိတယ်။သူကအုံးရွာအဲ့ဒီရွာနဲ့မိုးလုံးကင်းရွာကိုမုံချောင်းကြီးချထားပါတယ်။အုံးရွာဟာမုံချောင်းကြီးနဲ့တရဲချောင်းနှစ်ခုကြားမှာတည်ရှိပါတယ်။အုံးရွာရဲ့အနောက်ဘက်တရဲချောင်းကြီးနဲ့ခက်လန်းလန်းမှာရွာသားတွေစွန့်ပစ်ကြလို့တောင်ဖို့လိုဖြစ်နေတဲ့အမိုက်ပုံကြီးရှိတယ်။အဲ့ဒီအမိုက်ပုံကြီးရဲ့ခက်လန်းလန်းမှာတောင်ထဲမြောက်သွဲတန်းနေတဲ့တောင်ထဲပြကြီးရှိတယ်။အဲ့ဒီတောင်ထဲဟာအမြဲတစေမြူမုံတွေအုပ်ဆိုင်နေတတ်တယ်။မြန်မာနိုင်ငံမြောက်ဖျားပိုင်းကချင်ပြည်နယ်အဆုံးမနေရာလေးတစ်ခုမို့ကားတန်နဲ့စိတ်ရင်တန်တွေကင်းရှင်းပြီးအေးချမ်းတိတ်ဆိတ်လာတယ်။လျှက်စင်မီမရှိလို့ရေနံစီမီးရင်နဲ့ဖျောင်းတိုင်ကညင်စီမီးတိုင်တို့သုံးနေရစေ။ညအချိန်မှာတောရန်တွေစီမှကြားဟိန်းတန်ကိုကြားနေရစေ။တောကောင်တွေကိုကိုင်းထောင်ကဖမ်းဆီးနေကြစေပဲဖြစ်ပါတယ်။တောင်ပေါ်မှကျလာတဲ့စိတ်ရည်တွေကိုဝါးကြည်လောက်နဲ့ခံယူကတောက်သုံးကြတယ်။အဲ့ဒီရေကပဲလေးတလို့တွင်းရည်ကပဲပေါ့တလို့ခန်းစားကြရလို့ဖြစ်ပါတယ်။မဖွံ့ဖြိုးတဲ့ဒေသတွေဖြစ်တာကြောင့်စပားကိုတော့ဆန်ဖြစ်လာဖို့ခက်ခဲနေကြသေးတယ်။စပားကိုစုံထဲထည့်ပြီးတော့ထောင်းစားကြတော့မှာပဲ။အခုနှစ်ပေါ်တဲ့စပားကိုအခုနှစ်မှာပဲမောင်းထောင်းဆန်ဖို့ကြလို့ဆန်ဟာလက်ဆက်ပြီးတော့သိမ်းပြတ်နေ။ဓာတ်ရုပ်စည်းဝါးလွတ်တဲ့အသီးရွက်ကိုစားသုံးကြရလို့ရွာသားတွေကျန်းမာကြံ့ခိုင်ကြတယ်။ယောဂဗေယကင်းတဲ့ကတော်ဝါရီရဲ့အသားကိုစားသုံးကြလို့ယောဂဗေယကင်းရှင်းကြတယ်။ဒါပေမဲ့အဲ့ဒီဒေသမှာထိတ်လန့်စရာတစ်ခုရှိနေတယ်။ညအချိန်မှာတရဲချောင်းအနောက်ဘက်တောဆက်စီမှမီးအောင်တွေထွက်နေတယ်။ကျောင်းမဖွယ်အော်တန်တစ်ခုလည်းကြားရတယ်။အဲ့ဒီအော်တန်ကြောင့်တရွာလုံးဖိတ်ဖိတ်တုံအောင်ကြောက်ကြရတယ်။အဲ့ဒီအော်တန်ကြီးကြားပြီးနောက်ပိုင်းမှာအဲ့ဒီမီးအောင်တွေဖြာနေတာကိုတွေးကြရတယ်။အဲ့ဒီအရှောင်ဘေကလာတာမှန်အဖြေကိုတော့ဘယ်သူမှရှာမတွေးကြပါဘူး။အဲ့ဒီမီးအောင်ထွက်ပေါ်လာရနေရာကိုမှန်းဆပြီးနေ့အချိန်မှာရွာသားတွေအားလုံးစုပြီးတောနှင်းရှာပေမဲ့လည်းအဖြေကိုတော့ရှာမတွေးခဲ့ပါဘူး။အဲ့ဒီမီးအောင်ဟာ3 လခန့်ရစီညာတိုင်းပေါ်ထွက်လာတတ်ပြီးနောက်ရုတ်တရက်ပြောက်ကွယ်သွားတယ်။အဲ့ဒီလိုပြောက်ကွယ်သွားပြန်တော့အမှန်တကယ်ပေါ်ထွက်ခဲ့တဲ့မီးရောင်ဟာကောလာဟလပမာရောင်းထောင်းထောင်းပြောက်ကွယ်သွားခဲ့ပြန်တယ်။အဲ့ဒီမီးရောင်ပြောက်ကွယ်သွားပြီး18နှစ်အကြာမှာအုံးရွာဟာထူးဆန်းမှုတွေတစ်မျိုးပြီးတစ်မျိုးကြုံတွေ့ရတော့တယ်။စုံနေတဲ့ရေတွေဆန်တက်ကြတယ်။စပားပင်စိုက်ပင်မဲ့လည်းမြက်ပင်တွေဖြစ်သွားတတ်ပြီးမြက်ပင်ကလည်းဆန်တွေပွင့်လာတတ်တယ်။တရက်ပင်မှစပားစီတွေရလာပြီးတရက်သီးဟာစေးရိုးပင်ပေါ်မှာတီးနေတတ်ပြန်တယ်။အုံးသီးကိုခွဲလိုက်ရင်အုံးရည်မရပဲပဲစီတွေရနေတတ်တယ်။တခါတရံမှာစူးပုံရွက်ဟာအစိမ့်ဖြစ်နေပြီးတခါတရံမှာဆေးအဖြစ်သုံးဆွဲနေရတတ်ပြန်တယ်။ရွာသားတွေကအဲ့ဒီပြောင်းလဲမှုကိုထိတ်လန့်သလိုဝမ်းလေးသားကြရတယ်။ဒါပေမဲ့အဲ့ဒီပြောင်းလဲမှုဟာအမြဲတစေတော့မဟုတ်ပါဘူး။ရံဖန်ရံခါဖြစ်နေတတ်တယ်။ဒါရီဒီလိုဖြစ်တာဘာကြောင့်လဲဆိုပြီးရွာသားတွေကစူးစမ်းကြတယ်။ဒါပေမဲ့အရင်မြစ်ကိုတော့ဘယ်သူမှရှာမတွေ့ခဲ့ဘူး။လူအများစုတွေမှတဦးဟာသိနေတယ်။အဲ့ဒီလူဟာလောဘတက်နေမိတယ်။သူဟာဥပသိမ်းဖြစ်ပါတယ်။အုံးရွာရဲ့မျက်နှာဖုံးပဲဖြစ်ပါတယ်။မြို့နဲ့အဆက်ရှိသူလည်းဖြစ်ပြီးချမ်းသာပါတယ်။ရွာဦးကျောင်းဆရာတော်ရဲ့တကာရင်းဖြစ်ပါတယ်။ဥပသိမ်းဟာညစဉ်ညတိုင်းအိမ်မပျောက်သွားတတ်တယ်။ဥပသိမ်းဟာအဲ့ဒီလိုညစဉ်ညတိုင်းပျောက်သွားပြီးတော့တလကြာမှရုတ်တရက်မြို့ပေါ်တက်သွားတယ်။ပြီးတဲ့နောက်မြို့ပေါ်မှာမိန်းကလေးတစ်ယောက်နဲ့အတူပြန်လာတယ်။မိန်းကလေးဟာသပင်ရှိရှိနဲ့ချောပါတယ်။မျက်လုံးဝိုင်းဝိုင်းနှကန်းထူအီအီနဲ့မဟာနဖူးကိုပိုင်ဆိုင်ပါတယ်။အလှပေါ်အရင်စစ်ဆိုရလေမလားမသိ။မိန်းကလေးရဲ့အလှဟာမြင်သူအပေါင်းကိုအေးမြစေတယ်။မဟာဆန်နဲ့အလှပိုင်ရှင်ဖြစ်ပါတယ်။အဲ့ဒီမိန်းကလေးရဲ့အမည်ဟာခါနွေဦးဖြစ်ပါတယ်။ခါနွေဦးဟာတခုခုအမြဲစဉ်းစားနေပုံမျိုးနဲ့ငြိမ်သက်နေတတ်တယ်။ရုံးနေဟာတောက်ပမှုမရှိဘဲညှိုးငယ်နေတတ်တယ်။ဒါပေမဲ့တနေ့မှာခါနွေဦးဟာအုံးရွာမှာရုတ်တရက်ပျောက်သွားခဲ့တယ်။ဒါရီအားလုံးကိုကျိုးကန်ချဲလဲနေသူရှိတယ်ဆိုပါစို့။တညလုံးလေပြင်းမိုးပြင်းချလာလို့မနဲ့အာယုံတက်လာတဲ့ချိန်မှာပဝင်းကျင်မြင်ခွင့်ဟာအကြီးတန်းနေခဲ့တယ်။တက်ကယ်မိုးတစ်စက်မိမမိုးရီလက်ကျန်တွေဟာအခုချိန်ထိစီးကျနေစေပဲ။ရွှေဆောင်နေတဲ့ဝါထရန်စုပ်တွေမှာတွဲချီထားတဲ့နှီးတွေဆွေးနေလို့ကွာကြနေတယ်။ညိုမဲနေပြီဖြစ်တဲ့ဝလုံးချမ်းထုတ်တန်းနေမှလဲထပ်ပိုင်းကျိုးနေပါပြီ။ဒါပေမဲ့ဖြစ်တယ်လို့နေတဲ့ပေတလူကတော့အဲ့ဒီထပ်ပိုင်းကျိုးဝက်ချမ်းနှစ်ခုကိုဝါလုံးလေးတစ်လုံးနဲ့ပူးကက်ကနှီးစိမ့်နဲ့ချီနှောင်နေတယ်။တစ်ချမ်းကချီနှောင်လို့မပြီးသေးဘူး။နောက်တစ်ချမ်းကပြုတ်ကျလာလို့လူ9 ယောက်ဆန့်ဆောင်တဲအိမ်လေးတွေပြင်လို့ကိုမပြီးနိုင်တော့ပါဘူး။ပေတလူဟေ့ပေတလူ
ဗျာအိမ်ကြီးရှင်ဒေါ်သိန်းပုံရဲ့အတန်ပန်းသိလို့ပြူတူးပြတာပြန်ထူးပါတယ်ပြီးတဲ့နောက်ဆလွယ်တိုင်းထားတဲ့မလေးရှားပစိုးကွက်ကျဲကိုဖြစ်တယ်လို့ဖြန့်ဝေလိုက်တယ်ဒါပေမဲ့ပစိုးဟာပြန်ပြူမသွားပါပဲလက်ခွေနေလို့အိမ်ဒီကမလေးကာဝင်နေတော့တူနေတယ်ဘာခိုင်းမလို့လဲကြီးတော့အမေးသာရှိပြီးပြေတံမကြားရပါဘူးဒေါ်သိန်းပုံကသူ့ရဲ့ပစိုးစုပ်ကိုသာပြူပြဲကြည့်နေတယ်ဒီပစိုးကဘေးကရလာတာတော့နေပါအောင်ဒါလှဲဥပုတ်လုံနေတဲ့ပစိုးမဟုတ်လားရောင်းနာနာနဲ့ပစိုးကိုလက်ဝါးနဲ့ကနေမိရင်မှန်ပါတယ်လဲဥပုတ်လောက်ထားတဲ့နွားတရီကိုဟင်းမရှိလို့ရေးစိမ်ပြုတ်အမွေးချစ်ပြီးတုတ်စားချက်စားလိုက်လို့တော်ရဲသွားကန်ဒီလဲဥပုတ်လိုခဲ့တယ်ဒါကြောင့်မဆုတ်တဲ့မပြဲတဲ့နိုင်လွန်ချီမလေးရှားပစိုးကိုသာလိတ်ထုံးပြီးတော့နွားတရီနေရာမှာအစားထိုးခဲ့တယ်ဒါပေမဲ့ဒီလိုလုံးလို့သူ့မှာပစိုးပေါ်လာတာလေတော့သူ့မှာပစိုးပေါ်လာတယ်လို့တော့မထင်စေချင်ပါဘူးအဝါရောင်အကစားပေါင်းမိနဲ့ဒီမလေးရှားပစိုးတစ်ထည်စစ်အင်ကြီး3ထည်သာချမ်းသာတယ်ဘလို့ဟာလေးလဲဖြစ်တယ်လို့နေတယ်ရမိုးရွာတော့မမနေတယ်လေဒီထဲမှာပဲမိုးကပတ်ပြီးအိတ်လိုက်တယ်သူ့အပြေဆုံးတဲ့အခါမှာတပြင်းချတန်ကြားလိုက်ရတယ်တက်ကယ်မဝဲနိုင်လေအားတဲ့အခါရုံးတနီသွားခုတ်ပါလားဟဲ့တော်ရဲဝါခုတ်ပြီးပြန်ဆောက်ပါလားဟာအလဲကအချိန်ကုန်လို့မိုးဆိုပြီးမကောင်းမြင်မဲ့နေရာတစ်ခုမှမရှိဘူးလာတာရဲ့ရက်တွေဆိုရင်လေကျဲရောင်လာရောင်နဲ့လက်သမီးတောင်တွေ့ရသည်တကယ်လဲဟုတ်ပါတယ်အပေါက်တရာခေါင်မိုးမှာအလင်းရောင်ကိုဒိုးယူပေါင်မြင်နေရတယ်ကျူတူကျတဲ့ထရက်စုံလေးတွေကလည်းလေးနဲ့သားနဲ့မိတ်ဆွေဖြစ်နေတယ်ကဲမင်းနဲ့စကားမများလို့ဘူးရှော့ဒီမှာငွေ30ငါနွားနှစ်ကောင်မင်းနဲ့အထားခဲ့မယ်ပြီးတော့ခြံထဲကဝက်နှစ်ကောင်လည်းညမနဲ့ပုံမှန်ကြွေးအောင်ဖယ်သွားမလို့လေမန္တလေးပါနေတဲ့ငါသားနေမကောင်းလို့တဲ့အော်စကမ်းမှုဖြစ်နေတဲ့ဟာလားအေးအဲ့ဒါငါတို့လင်မယားတပတ်လောက်ခီးထွက်မယ်စိတ်ချမယ်နော်စိတ်ချတာသွားပါဗျာဝက်တွေလည်းဝှဖီးနေစေရမယ်နွားတွေလည်းစိတ်ချမိုးဦးကြတော့မယ်ငါနွားတွေကိုဂယုဆိုင်တော့ခွာနာရှာနာဖြစ်အောင်မယ်ဟုတ်ကဲ့ပါဗျာစိတ်ချသွားပါခဏနေကျုပ်ဒေါ်ကြီးနွားတွေကိုလာဆွဲပါမယ်အေးဒါဆိုစိတ်ချမယ်နော်ငါသွားပြီအသက်22နှစ်သားရှိသေးတဲ့ပေတလူဟာမိဘမဲ့တကောင်ကျဲဖြစ်ပါတယ်အရက်ကကျွေးလို့ကြီးလာရသူဖြစ်ပါတယ်ပေတလူကိုမွေးတဲ့ချိန်မှာမိခင်ကတည်ရပြီးပေတလူကို10နှစ်သားအရွယ်မှာရှင်ပြုတ်ကန်ဒီမှာဖခင်တည်ရပြန်တယ်အဲ့ဒီချိန်ကစလို့ဘုံကြီးကျောင်းမှာနေပြီးဘုံကြီးကျောင်းသားဖြစ်ခဲ့ရတယ်အသက်15နှစ်အရွယ်မှာဘုံကြီးကျောင်းအထွက်ကတရွာလုံးရဲ့တောက်တူမရဖြစ်ရပြန်တယ်ဒါပေမဲ့ပေတလူအဓိကလုပ်တဲ့အလုပ်မှာနွားကျောင်းသားအလုပ်ဖြစ်ပါတယ်နွားနေစားကျောင်းနဲ့နေစားဆိုပေမဲ့လည်းတရားကြီးတာဖြစ်ပါတယ်အဆက်မပုံရုံတမဲပဲစိတ်လွတ်ကိုလွတ်နေတယ်ရားတဲ့ငွေကိုအဆက်တောက်တယ်သူများကျွေးတဲ့ထမင်းကိုစားပြီးမျိုးစုံရှိမြေလက်လေးမှာတဲထိုးပြီးနေတယ်ဟေးပေတလူမသွားသေးဘူးလားဟာကိုနွားကိုချောင်းနဲ့စာယူကအတန်ပြုတ်ပြီးနွားတအုပ်နဲ့ဖြတ်သွားရင်မိသွေးကဲနဲ့သွားတိုက်နေတဲ့ပေတလူမှာပလုတ်ချင်းပြီးမျက်နှာတက်နေတယ်မျက်နှာပေါ်ကရှည်ရီကိုခါဝဲပစိုးနဲ့ဖြစ်တယ်လို့တုပ်ပြီးနွားဆွဲဖို့ကြီးတော်တဲပုံးတို့အိမ်ကိုအပြေးနေရပြန်တယ်နွားတွေကိုနွားချီကျိုးမှဖြုတ်ပြီးခြံထဲမှာမောင်းထွက်လာတယ်လက်ဖြူနဲ့ညိုနေနဲ့လက်ချားလေးတွေစွစွပေါင်း10ကောင်မြင်မြင်သွားကြပါကွမင်းတို့စက်ချက်သူများစားလို့ကုန်အောင်မယ်နွားစီကိုပုတ်ပုတ်ပြီးတော့ပြောနေမိပြန်တယ်ဟေးပေတလူထမင်းတော့ပါရဲ့လားမပါပါဘူးဗျာကြီးတော်ကမရှိဘူးဗျရော့ဒါဆိုဒီကယူသွားငါနမလေးကိုလည်းဆွဲပေးအောင်ဒီနွားကမွေးကန်နေပြီတေချာဂီယူဆိုင်အောင်တော့ဟုတ်ကဲ့ပါဗျအရေးကြညောကပြောဆူဆူပဲစိမ့်နူရောင်ငှက်ပြောရွက်လေးနဲ့ထုတ်ပိုးထားတဲ့ထမင်းတုပ်ကိုလှမ်းပေးပြန်လို့အဲ့ဒီထမင်းတုပ်ကိုလှမ်းယူပြီးမိကုန်းရောင်လားအမဲရောင်လားမသိခွေးတော့တဲ့ချီလွဲအိတ်ထဲထိတ်လိုက်ပြန်တယ်ဆူဆူပေါင်းနွားဆက်တကောင်မောင်းပြီးရွာပြင်ကိုထွက်လာတယ်သူ့ရဲ့ရွာနာမည်မှာအုံးရွာဖြစ်ပါတယ်အုံးရွာကိုချောင်းတစ်ချောင်းအလိမ်မှာတိဆောက်ထားတယ်ရွာရှိဘက်မှချောင်းကိုနန်းချောင်းလို့ခေါ်ပြီးရွာနောက်ဘက်ကချောင်းကိုတရက်ချောင်းလို့ခေါ်တယ်ရွာနောက်ဘက်တောဆက်မှာစက်ချက်ကောင်းလို့နွားတွေကိုရွာနောက်ဘက်ကိုမောင်းလာခဲ့တယ်ချောင်းကိုဖြတ်တော့နွားတွေကရေတောက်ကြလို့သူကနွားတွေကိုရက်ဆောက်နေပြန်တယ်တနွေရာသီလုံးပူလောင်ထားတာကြောင့်မင်းညကရွာလိုက်တဲ့မိုးကချောင်းလေးကိုမစိုးပြေပါဘူးဝါဆိုဝါကောင်မပဲမင်းလေးချောင်းနဲ့တူတော့တယ်သွားရအောင်ချောင်းကိုပြောရင်တစ်ဆက်သေးပဲရေဝနေတဲ့နွားတွေကိုမောင်းလိုက်တယ်အဲ့ဒီချောင်းလေးကိုကြော်လွန်တဲ့အခါတောဆက်ကိုရောက်လာခဲ့တယ်မိုးရဲ့အရှိန်ကြောင့်ထင်ပါရဲ့ရက်ခင်းတဲ့တစ်ပင်တွေလမ်းဆန်းနေတယ်ကဲစားကြကွာငါတော့ငှက်ပစ်လိုက်အောင်မယ်နွားတွေကသူ့စကားကိုနားလည်နေရောသလားမသိရက်တွေကိုစတင်စားတောက်ကြတော့တယ်မျက်စားနေတဲ့နွားတွေကိုလွတ်လွတ်လပ်လပ်စားနိုင်အောင်ပစ်ထားခဲ့ပြီးမှလောက်လေးကွာနဲ့ထွက်လာခဲ့တယ်သူ့ရှိမှာအမိုက်ပုံကြီးတစ်ပုံတွေ့တယ်
ရွာတဲ့အမိုက်မပြင်းရဆိုတဲ့ရိပ်ရွာလူကြီးရဲ့အမိန့်ကြောင့်ရွာသားတွေစွန့်ပစ်လာကြတဲ့အဲ့ဒီအမိုက်ပုံကြီးမှာမသိရင်လွှာတို့တောင်တစ်လုံးပမာပြန်ကာမိုးမောင်နေတယ်အဲ့ဒီအမိုက်ပုံကြီးကိုမြင်သူကျင်ငယ်စွန့်ကျင်လာတယ်မရည်ရွယ်ထားပါတော့လေသူအမြဲကျင်ငယ်စွန့်နေကြနေရမှာဂျာမနီရုံမင်းဖြစ်ပါတယ်ကျင်ငယ်စွန့်မှုအတွက်နောက်လေးခွာကိုလွယ်အိတ်ဆုပ်ထဲထည့်ပြီးမလေးရှားပစိုးကွက်ချင်းကိုဆက်လွယ်တိုင်းလိုက်စမှာမြင်ခွင်းကြောင့်သူမင်တက်သွားတယ်ဘာကြီးလေလုံရနဲ့ဖြစ်နေတဲ့တရံတစ်ခုသူတိုးခတ်သွားတယ်စက်သိန်းထားလို့မတက်လန့်သွားရတယ်ခလင်းငယ်တယောက်ဖြစ်ပါတယ်အတိအကျပြောရရင်မွေးကင်းစခလင်းငယ်စူပီဖြာကျနေတဲ့နေလုံးကြီးကိုကြည့်ပြီးရှိနေတယ်သူအံ့ဩသွားတယ်မိုးပေါ်မှာဘာများရေးစရာရှိနေသလဲဆိုတဲ့တန်တရားနဲ့ရောင်နောက်မောကြည့်မိတယ်မျက်စိစူးကနေဖြစ်သွားလို့မိတ်လိုက်မိတယ်အံ့ဩလို့ခလင်းငယ်ကိုသာစိုက်ကြည့်နေတယ်ခလင်းငယ်ဟာကိုလုံးတီးဖြစ်ပါတယ်မိန်းကလေးတယောက်လည်းဖြစ်ပါတယ်အခင်းမပါအနှီးမပါပဲဒီအမိုက်ပုံညစ်ပက်ချပျော်နေတာကိုစဉ်းစားမရပါတီတီချာချာကြည့်တော့နီတာရဲပဲရှိသေးချောင်းတွေ့ရတယ်သူခံမဲမိတယ်ဒီကလေးကအလွန်ဆုံးရှိရက်သားပေါ့ဒီလိုရက်သားလေးကမျက်စိမြင်ပြီလားရီတက်ပြီလားဘသူကများဒီနေရာမှာရဲဆက်ခုလိုလာပစ်ထားတာလေနူးညံ့တဲ့ကလေးအသားကိုအကောင်တွေကမကြိုက်ကြဘူးလားရက်ဆက်လိုက်ကြတာကလေးကိုကြည့်ရင်အသိန်းလာနေမိတယ်အိမ်မက်များလားအဝိမပါပဲကလေးငယ်ကိုအမိုက်ပုံမှာတွေ့နေရတာဖြစ်နိုင်မလားပြီးတော့ကလေးငယ်ကမငိုပဲရှိလို့ဘာတွေလဲသူ့ပါသူရှိုက်ပြစ်လိုက်တယ်အာနာရီဟာအိမ်မက်မဟုတ်ဘူးဒါပေမဲ့မယုံနိုင်သေးပါဘူးစုံကဝေတွေကများသူ့ကိုပြူစားထားလေသလားဟိုဘက်ရွာစုံမအများသူ့ကိုကြည့်ဆဲနေတာလားသူတန်တရားနဲ့ကြည့်နေမိတာမှကျင်ငယ်စွတ်မှုတော့မေ့လျော့နေပါပြီသူအံ့ဩသွားတယ်သူကြည့်နေစင်ပါပဲကလေးငယ်ကိုပေါင်းရထားပိုးကောင်နဲ့ကင်းချီရီဟာအလူအရက်တက်လာတယ်သူဘာလုပ်ရမလဲရထားပိုးကောင်တော့လက်နဲ့ကင်ပြီးဖယ်ထားလိုက်တဲ့ထောင်ဒီကင်းချီများကြီးတော့သူရှောင်းတောင်းဖြစ်နေစင်ပါပဲကလေးရီတန်တိတ်သွားတယ်ကလေးငယ်မျက်နှာဟာဒေါသထွက်နေတဲ့အအရှိတ်တွေပေါ်လာတယ်တစ်ဆက်တည်းမှာပဲလေပြင်းခတ်လာတယ်လို့ခံစားရတယ်မိုးကောက်ခင်မှာမိုးသားတွေပြင်းလွှားလာတယ်ခက်လက်လန်းစီမှပြင်းပြတဲ့လေတိုးတန်ကြားရတယ်ဆက်ချင်းပဲရာသီဥတုကပြောင်းလာတယ်မိုးသက်လေပြင်းကြတော့မှာပဲဆိုတာတီးလိုက်တော့လေအတိနောက်ကျသွားခဲ့ပါပြီလေကတချောင်းပြေးခက်ချမ်းတိုက်ခတ်လာလို့သူတော်လွှင့်ထွက်မသွားတောက်ခံလိုက်ရတယ်လေက2စက္ကန့်လောက်တိုက်ပြီးချိန်မှာကလေးငယ်ကိုငုံကြည့်လိုက်တယ်ကလေးငယ်ကိုပေါ်မှာဆော့တတော်ဝါတွေကိုမတွေ့ရတော့ဘူးကလေးငယ်ကသူ့ကိုကြည့်နေတယ်သူကလည်းကလေးငယ်ကိုကြည့်နေတယ်အဲ့ဒီအချိန်မှာချက်ချင်းဆိုသလိုမိုးပွဲလေးတွေကျလာတယ်ဒီကလေးကဘဲကလည်းဘယ်လိုလုပ်ဒီနေရာကိုရောက်နေသလဲဆိုတာစဉ်းစားချိန်တော့မရတော့ပါပဲကလေးကိုကောက်ယူပွေ့ချလိုက်တယ်ထူးခြားမှုကိုပထမဆုံးသတိပြုမိလိုက်တယ်အဲ့ဒီကလေးငယ်ရဲ့ကြောပြင်ကနှွေးနေတယ်ပြီးတော့အဲ့ဒီကလေးငယ်ရဲ့ထွက်ပြူစသပင်လေးတွေကစိမ့်နဲ့အယောင်ရှိတယ်ပြီးတော့ညာဘက်လက်မှာလက်မောင်း2ခုပါတယ်ဘဲညာရိုးပေါက်ရင်စုစုပေါင်းလက်မောင်း3ခုအဲ့ဒီအရာတွေကိုသတိပြုမိခြင်းဟာပဲကလေးငယ်ကိုချက်ချင်းလှုပ်ချပစ်ချင်တော့လဲလက်တွေကခိုင်ခန့်နေတယ်ပြီးတော့အမျိုးမြင်မသိတဲ့နူးညံ့တဲ့ခန်းစားချက်တွေနှလုံးသွေးထဲစီးဆင်းနေတယ်မွေးထိုက်တော့လဲမွေးရတော့မှာပေါ့ဟိုမှာစုံမလေးလာနေပြီပြေးကြဟေ့ကလေးတစ်တိုက်မှာအလူရဲ့ပြေးသွားကြတယ်ရုပ်ရည်မလှရှာတဲ့တအိုးစားမှာမျက်နှာငယ်လေးနဲ့လမ်းမကြီးပေါ်ငူငူကြီးရက်ကြံနေတယ်မျက်ရည်တွေစီးကျလာတယ်အဲ့ဒီအချိန်မှာတွေးခေါင်းမှာမိုးရီရွာကျလာတော့တယ်အသက်10နှစ်အရွယ်သားရှိသေးတဲ့တအိုးစားမှာမိုးရီတွေကြက်စုပ်ပမာဆူရွှဲနေပါပြီသမီးရွာလေလမ်းမတိုင်းထီးဆုပ်လေးနဲ့ပြေးလာသူကနွားချောင်းသားလေးပေးတလူဖြစ်ပါတယ်အခုတော့နွားချောင်းသားလေးမဟုတ်တော့ပဲနွားချောင်းသားကြီးဖြစ်လို့နေပါပြီသမီးအဖသမီးရဲ့တနာစရာကောင်းတဲ့သမီးငယ်လေးကိုရင်ခွင်ထဲဆွဲပွေထားလိုက်တယ်သမီးကဘလောက်ထိများဝမ်းနဲ့နေတာလဲဘာအကြောင်းကြောင့်လဲထုံးစံတိုင်းစုံမလို့ဆိုပြီးတိတ်ဆောင်ကြလို့လားအဖသူတို့ကတအိုဆောင်မြေထွက်ပြေးတယ်တိတ်ပါသမီးရဲ့မငိုပါနဲ့သူတို့ကသမီးလေးချစ်ဖို့ကောင်းမယ်မသိကြသေးလို့ပါတအိုစားချစ်ဖို့မကောင်းဘူးအဖရဲ့သူများနဲ့မတူဘာလို့ဒီလက်ကအပိုပါနေရတာလဲစိတ်မကောင်းဖြစ်သွားတယ်သမီးငယ်ရဲ့မိကိုသူမဖြေနိုင်ပါဘူးသူများထက်ထူးလို့ပေါ့သမီးရဲ့အဲ့ဒါကြောင့်သူတို့ကတအိုဆောင်ရှောင်ကြတာလားသူ့ရင်နဲ့ထိရှသွားတယ်သမီးလည်းကလေးပဲသူများလို့ကစားပေါ်နဲ့စော့ကစားချင်ရှာမှာပေါ့ဒီလက်တစ်ဖက်ကိုဖြတ်လို့မရဘူးလားသူလန့်သွားတယ်ဒါကလေးတယောက်မေးသိရင်လားသူများတွေနဲ့တူအောင်ဖြတ်လို့မရဘူးလားသူအချိန်ချင်းစဉ်းစားခဲ့ဘူးတဲ့ကိစ္စပါအမိုက်ပုံတွေကကောက်ရခဲ့စဉ်ကအဲ့ဒီလက်ကိုပဲသူကြောက်ခဲ့တာပါကောက်တဲ့အခါကောက်ခဲ့ပြီးမှပြန်ပြီးစွန့်ပစ်ဖို့
သူအချိန်ချင်းကြိုးစားပါသေးတယ်ဒါပေမဲ့တစ်သက်လုံးကလေးမချီဘူးခဲ့တဲ့သူကအဲ့ဒီကလေးကိုရှင်ခွင်နဲ့ပိုက်မိတာနဲ့တပြိုင်နက်ရှင်နေသားချပမာတွေ့တာသွားမိတယ်အဲ့ဒီကလေးကိုမပြည့်ရက်ခဲ့ပါဘူးမိမိပြစ်လိုက်ဒီလိုပုံထူးဆန်းတဲ့ကလေးကိုသူများလဲကောက်ယူမွေးစားမှာမဟုတ်မှန်းသိတယ်ဒါကြောင့်ပဲမချစ်တော်လဲအောက်ကနိုင်ရင်ကအခုတော့အကျဉ်းသာပိုခဲ့ရပါပြီတအုံစားကိုဒီလက်တစ်ဖက်ဖြတ်ပေးပါလားယင်အဖအိုးသမီးရဲ့မပြောကောင်းတာသူများတွေလဲတချောင်းဖြတ်ထားကြတာမဟုတ်လားယင်မဟုတ်ဘူးသူများတွေကမွေးကလေးကနှစ်ချောင်းလေးပါတာပါလို့သူဘယ်လိုလုပ်ပြောထွက်ပါမလဲတအုံစားနာမဆိုလို့မဖြတ်ပေးတာလားသွေးတွေလည်းထွက်မယ်လေရပါတယ်တအုံစားမငိုပဲအောက်နေပါမယ်ရင်ထဲထိရှနာကျင်သွားတယ်သမီးဟာတိတက်တဲ့အရွယ်ရောက်လာပြီပဲဒီရွယ်ရောက်လာရင်ဒီလိုပဲအများနဲ့တန်းတူနေချင်လာမေးဆိုတာအစောကြီးတည်းကသူဘာလို့မတွေးမိခဲ့တာလဲဒီလိုသာစောစောရင်းကတွေးခဲ့မိသွေးသားနုနယ်သေးချိန်မှာလက်သေးနဲ့တိုင်ပင်ပြီးအဲ့ဒီလက်မောင်းဖြတ်ပစ်ခဲ့ပါရဲ့လာပါသမီးရဲ့နေမကောင်းဖြစ်နေပါမယ်မိုးတွေလည်းတကူလုံးရွှဲလို့အိမ်ပြန်ချရအောင်မဖြစ်ပါဘူးဖာရဲ့လေတိုက်ပြီးနေပူလိုက်ခဏလေးခြောက်သွားပြန်ပါပါကြီးရှင်စွာဆူလိုက်တဲ့အခါချက်ချင်းဆိုသလိုပဲမိုးသားမဲတွေကကင်းစင်ပဲပြောက်သွားတယ်ရေးချစ်ထားတဲ့ခဲသားတွေကိုခဲပြင်းနဲ့ဖြတ်လိုက်တဲ့အတိုင်းကောင်းကင်တစ်ခုလုံးတန့်စင်လာတယ်လေပြေနုကလည်းညင်သာစွာတိုက်ခတ်လာတယ်ဥပေတလူတပ်ပြင်းချမိလိုက်တယ်အခုမှပဲအပူလုံးကြီးကျသွားတော့တယ်ဥပေတလူအကြောက်ဆုံးဟာတအုံစာဒေါသထွက်မအောင်ဖြစ်ပါတယ်တအုံစာ၈နှစ်သမီးအရွယ်တုန်းကဖြစ်ပါတယ်ရွာတွေကကလေးတွေကရုပ်ဆိုးမှဆိုပြီးရွှွန့်စည်းနဲ့လိုက်ပေါက်ကြလို့တအုံစာပြေးဟတ်ထိုးလဲလဲနေတာမထူပဲရွှွန့်တွေသဲတွေခဲတွေနဲ့ပစ်ကြလို့တအုံစာကငိုနေရမှဒေါသဖြစ်လာတယ်မျက်လုံးတွေနီရဲလာတယ်အဲ့ဒီတခဏအတွင်းဘယ်ကပေါ်လာမှန်းမသိတဲ့လင်းနီချမ်းကြီးဟာတရွာလုံးပတ်မွေတော့တယ်တချို့ဆိုအိမ်တိုင်းတွေပါကျွတ်ပါပြီးအိုးမဲ့အိမ်မဲ့ဖြစ်ကြရတယ်တချို့ဆိုရင်တစ်ပင်ပြီးပြီးဒုက္ခိတဖြစ်ကြရတယ်လေယာသီးနှံတွေပျက်စီးတယ်အိမ်မွေးတရိษံတွေတေးကြေးကြတယ်ဝမ်းလျှောဝမ်းပြတ်ပါဖြစ်ကြလို့အသေးပြောက်များကြတယ်အဲ့ဒီချိန်ကစလို့တရွာလုံးဟာတအိုးစာကိုကြောက်သွားကြတယ်တရွာလုံးတူတူတိတ်တိတ်ဆိုကြတာတအိုးစာဟာဆုံးကဝေမာလေးပါပဲအိမ်နဲ့အဝေမခံချနေတဲ့ရွာထဲမှာနေရွာနာနေတဲ့ဒါကြောင့်ပဲပေတလူနဲ့တအိုးစာတို့သားဖဟာရွာနောက်ဖက်တရက်ချောင်းဆက်မှာပြောင်းရွှေ့နေထိုင်ကြရတယ်တအိုးစာနဲ့ပေတလူတို့နေအိမ်ဟာသဲဖြူကျွန်းပေါ်မှာမတိမသက်ဆောက်လုပ်ထားတယ်။အုံးရွာနဲ့ပေတလူတို့အိမ်ကိုတရက်ချောင်းကြီးချထားတော့တယ်။နွေရသည်မို့ရေမြောင်းတသားလောက်ရှိတဲ့ချောင်းရီကိုသားဖားနှစ်ယောက်တယောက်နဲ့တယောက်တွဲပြီးတော့ဖြတ်ကျော်လာကြတယ်။ကဲသမီးရေချိုးလိုက်အောင်ပြီးရင်ထမင်းစားရအောင်။အဘကနွားချောင်းမသွားဘူးလား။နွားတွေပြန်သိမ်းခဲ့ပြီ။ကုန်းတောင်အောက်ကမြက်ခင်းမှာစားနေတယ်။မြမြရေချိုးခဲ့နော်အဘချက်ထားမယ်။ဟုတ်လက်မောင်း၃ချောင်းလက်၃ဆက်ပါတဲ့တအိုးစာအတွက်အင်ကြီးကအများနဲ့မတူပါဘူး။လက်ဘေးမှာသာအပေါက်ဖောက်ထားတဲ့ပစိုးတထေသားဖြစ်ပါတယ်။ပြပင်တတီဖြစ်တယ်လို့နေခဲ့တဲ့ပေတလူကလည်းအချုံလုံးတက်သူမဟုတ်။ရွာထဲမှာအငှားချုပ်ခိုင်းရအောင်လေပတ်စံရှိသူမဟုတ်။စီရီနာနဲ့ပြီးကန်ကြဖို့ဆိုဝီလာဝီရောတရွာလုံးကတအိုးစာကိုမြစ်တာရှိကြတာမဟုတ်။တအိုးစာနဲ့ရောပြီးသူ့ကိုတော့တရွာလုံးကကြည်လာတာမဟုတ်တော့။နွားတခိုးများလို့နွားချောင်းသားဆိုတာရှိတုံနေကြတဲ့သဘောပဲ။တအိုးစာကြောင့်သူပါရွာရဲ့အပေခံဖြစ်ရတော့လေတအိုးစာကိုသူချစ်တယ်မွေးကင်းစားကလေးကစွန့်ပစ်ခံဘဝရှောင်းရတဲ့တအိုးစာလေးကိုတနာတယ်အများနဲ့မတူအောင်ကိုအင်္ဂါထူးတဲ့တအိုးစာကိုဂယုဏဖြစ်မိတယ်ကလေးတွေရဲ့အပေခံတအိုးစာကိုအကျဉ်းသာပုံမိတယ်ဒါကြောင့်ပဲဒီနေ့ကလွဲလို့မနှက်ဖြန်အောင်မစင်းစားတတ်တဲ့သူကတအိုးစာရဲ့အနာဂတ်ကိုစဉ်းစားတယ်အနာဂတ်ကိုတွေးယုံနဲ့မုန်းချက်လာတယ်ဒီလိုလူစင်မမီယုံမကပို့သွားတဲ့တအိုးစာကိုသူဘယ်လိုလုပ်ရမလဲအများရဲ့ပြစ်ပယ်ခြင်းကိုခံနိုင်ရရှိအောင်ဘလို့သွန်သင်ရမလဲသူတည်သွားရင်တအိုးစားကဘလို့နေမလဲဘလို့ကြမ်းခဲ့မလဲအစရှိသဖြင့်တွေးတက်လာတယ်တအိုးစားကြီးမပြီးသေးဘူးလားဒီမှာစားကြမယ်ဟိသူကအော်ပြောလိုက်တယ်ကိုပြမတန်းကြီးလိုက်တော့တအိုးစားကိုရေထဲကတက်လာတာကိုတွေ့ရတယ်ကြည်စမ်းပါအောင်မျက်စိအောက်မှာကြီးလာလိုက်တာအမိုက်ပုံချားထဲမှာတခစ်ခိရှိနေခဲ့တာဒီနေ့မနေ့ပြန်ကားလို့ပဲအဖရောရေမချိုးဘူးလားမချိုးတော့ဘူးဘယ်လိုမျိုးချိုးနိုင်လိမ့်မလဲတစ်ချိန်လုံးပြီးလွှားနေရတာမောလာပေါ့လေကွင်းထဲမှာတနေ့ကုန်နွားပြေးမောင်းရတယ်နွားတွေကိုကွင်းဆက်ကိုမောင်းဝင်နေစဲမှာရာသီဥတုအခြေအနေကရုပ်ချီးပြောင်းသွားလို့ဒါတအိုစာပဲဆိုတာသိသွားတယ်ဒါကြောင့်ခလုတ်တိုက်တာတော့မလဲနိုင်မေအာသွန်ပြေးလာခဲ့တယ်နောက်တစ်ချိန်မုံတိုင်းအဖြစ်မခံနိုင်ပါအောင်မဖြစ်စေချင်တော့ပါဘူးတအိုစာဝမ်းထဲနေမုံအုပ်တယ်ပျော်ရွှင်နေလာတာပြီးနေဘူးကနေလို့ကောင်းတယ်တအိုစာငိုနေမိုးရွာတယ်ဒေါသထွက်နေလေးတိုက်တယ်
စိတ်ခံစားမှုပြင်းပြရင်ပြင်းပြသလိုရာသီဥတုဆွမ်းဝါးတတ်တောင်ဒီ10နှစ်အတွေ့အကြုံရသူသိရှိပြီးဖြစ်ပါတယ်။ဒါကြောင့်ရာသီဥတုကရုတ်တရက်ပြောင်းလဲသွားရင်အချိန်မီထိမ့်သိမ့်မှုအသက်ထွက်လို့မတက်တအိုးစားထန်းပြေးရတာသူ့ဘဝဖြစ်ပါတယ်။ဘာဟင်းလဲအဖတောဆက်ကခါကျင်ပုတ်ခဲ့တယ်တဖန်းရွယ်ဟင်းကျုံနဲ့ဖြစ်တယ်လို့ပဲတက်တလောချက်ပြုတ်စားတော့ကြတယ်။လေမရှိရမရှိကြုံရကြပဲမှုဘဝမေးလာတယ်။လုံနိုင်တဲ့အချိန်သာဝမ်းဝါပြီးမလုံနိုင်ဘာနဲ့ဘလို့စားကြမလဲဆိုတာပေတလူတွေးဖို့တက်လာလို့ဝလုံးကြည်တောက်ထဲမှာကြုံရင်ကြုံတယ်လို့ငွေစုတက်သေးတယ်။အဲ့ဒီကြည်တောက်ထဲငွေကိုပုံမှန်မထည့်နိုင်လို့တနေ့တောင်ကြော်သွားပြီဖြစ်တော်လဲကြည်တောက်ထဲငွေဆက်ကူခေါလေးရတကွန်းကွန်းတကွန်းကွန်းမြည်သေးပါရှားတဲ့ငွေကိုစံဝေဟင်းကတော့အထွေထူးရှာစရာမလိုတဲ့တောထွက်ပစ္စည်းတွေဖြစ်ပါတယ်။လဲဝဲတဲ့အလေးစားပေါက်တဲ့လေကစုံတွေမြင်းခွာတွေဇရစ်တွေတဖန်းရွက်မကြီးရွက်အစရှိသဖြင့်ဟင်းရွက်ကရှားလာတာမဟုတ်ရှမ်းပန်းရန်ခါမှာကြာဆွဲတောင်ရလိုက်သည်တခါတည်းရန်နွားရီစကြက်ဆိုင်တောနဲ့မှကြောင်းသွားလို့တော်လက်ဖက်လေးတောင်မှဟင်းစားရပါသေးတယ်အသားဟင်းဆိုလဲပေတလူတို့သားဖာနေရောက်တယ်မရှားပါဘူးတောဆက်ကြရင်မှာရီရီအချိန်ပြည့်ရှိနေလို့ခရထောင်ထားရင်ဖြင့်ငါငရှင်ဖောင်းအစရှိသဖြင့်ရေတတော်ဝါစားမလားငှက်ကိုင်းထောင်ပြီးငှက်သားစားမလားပြားရည်ဆိုအိမ်မှာပြက်တယ်ဆိုလို့မရှိတော်ရဲဝင်ချိန်ပြားအောင်တွေ့လိုက်ပြားတလက်စားခြင်းလို့ပြားဖို့ခါချင်းဥဖို့တယ်အားဖြစ်စီဖို့ငှက်ဥနိုင်ပြီးတော့ချက်စားတယ်လေတခါဆိုရင်တောကြောင်တကောင်ကလမ်းပါပြီးတဲနာကက်လာခဲ့တယ်တောတတော်ဝါရဲ့ခြေတံကိုနားရင်လာတဲ့ပေတလုံးကဓမာလေးဆွေးက10လမ်းလောက်ပြေးုံနဲ့တောကြောင်တကောင်လက်ထဲပါလာတယ်တရေကွန်ချွတ်နှုံနှုတ်ဆင်းပြီးစီလေရီလေလေးချက်စားလိုက်တာလက်ဆက်လို့လားမသိချိုးလိုက်တာဓာတ်ရုပ်ပစ္စည်းမပါပဲစားကလေးခတ်ပြီးချက်တာမိန်ပွဲရှိတယ်လက်တုပ်စာနဲ့မျိုးမလာတဲ့ကိတ်မုတ်နို့စီထောဘက်တွေကိုမစားနိုင်တော့လေကျမ်းမာကြီးတော့တောင်တောင်မီကောင်းလာတယ်ဟင်းဆိုရင်စီမပါအချုံမုံမပါဒါပေမဲ့အသီးရွက်မှာလက်ဆက်ပြီးတော့ချိုးတယ်အဖခါချင်းဖွတ်တာခါချင်းမကတ်ဘူးလားအဖရဲ့တရင်ကခါချင်းပြီးနေပြီကဲထဲ့စားလေပြောဆူဆူပဲဒဲဦးကိုင်းပြက်ထဲမှာစားနေလော်ထားတဲ့ခါချင်းဥကိုထည့်ပေးလိုက်ပြန်တယ်သားဖားနေရောက်ရဲ့ထမင်းဝိုင်းလေးမှာချူမင်းဝဲရှိလာတယ်ပကံပြောင်းမရှိလို့စားပြီးပြစ်လိုက်ရုံငပြောရက်ကိုခင်းပြီးလက်ရည်တပြင်းနဲ့စားနေတယ်ငပြောရက်ရှိပေါ်မှာထမင်းနှစ်ပုံတပုံကပီတလူပိုင်တပုံကတအိုးစားပိုင်သူတို့ရဲ့ဟင်းပကံကများလာတယ်မဟုတ်နှစ်ခွက်တည်းတစ်ခွက်ကခါချင်းလောထည့်ထားတဲ့ဒဲဦးကိုင်းပြက်နောက်တစ်လုံးကတပန်းရွက်ဟင်းကြိုချက်ထားတဲ့ဓာတ်ဦးအပိတ်တစ်လုံးဇွန်းတော်တစ်ချောင်းနဲ့ပဲကျေးဇူးယူတူလီတအိုးစားရဲ့ထမင်းပုံမှာထမင်းတွေကပေတလူထံကိုစီးကြနေတယ်သားဖားနှစ်ယောက်ရဲ့ထမင်းဝိုင်းမှာအာပါတရရှိလာတယ်ပဆောင်ကြီးပြည့်အောင်စားနေကြတယ်ကဲသမီးစားပြီးရင်ဒီဘက်ကိုနန်နီကြီးကိုတောက်ကျွေးလိုက်သူကအိုပြီးထမင်းဆိုင်ဟင်းဆိုင်ရဲ့အရာတာကိုတေကန်နီနအိုကြီးကိုတိစေချင်နေတယ်ဟုတ်ပြောဆူဆူပဲတအိုးစားကထရက်ကအဲ့ဒီငှက်ပြောရွက်ကိုနအိုကြီးကိုကျွေးရတယ်ငါသမီးကဖုန်းကြီးเจ้าမှာစာမတင်ချင်ဘူးလားတဲခုပြစ်မှာထိုင်ရင်အော်မေးလိုက်တာဖြစ်ပါတယ်တအိုးစားကိုဘယ်သူမှမခေါ်ပါဘူးဘယ်ဟုတ်ပါမလဲသမီးရဲ့တီးခံမှာပေါ့ကြာလာတော့လေသမီးသဘောကောင်းမဲ့တိသွားမှာပါသူတို့တွေကတအိုးစားကိုစုံပါတဲ့ပြောရင်လည်းပြောချင်စရာပဲရှည်တဲ့သပင်တွေကရှုပ်ပွားဆုပ်ဖွာပြီးညီချောင်ချောင်ဖယိုဖယဲဖြစ်နေတယ်သူကလည်းယောက်ျားတစ်ယောက်မို့ဒါရီလုံးမပေးတတ်ပါဘူးလာဆန်းသမီးအသွားလေးလမ်းမရှိတဲ့ဓမြောင်ကိုထုတ်ရင်ခေါ်လိုက်တယ်အခါမှာတအိုးစားသူ့နာပြန်ရောက်လာတယ်သူကရှည်နေတဲ့တအိုးစားသပင်လေးကိုဓားကင်ပြီးတော့ဓားထက်ထက်နဲ့လှီးဖြတ်တယ်တအိုးစားကငြိမ်ပြီးသပင်အညက်ခံနေတယ်တအိုးစားကတိတ်ကိုလိမ်မာတဲ့ကလေးဖြစ်ပါတယ်ငယ်စဉ်လေးကနို့စားလို့မငိုဘူးပါဘူးသူကသာမနေနိုင်လို့သူ့เจ้าရတဲ့နမထံမှနို့ကိုညှစ်တိုက်ခဲ့တယ်ကြိုးချက်ပြီးတော့မဟုတ်ဒီတိုင်းအစိမ့်သက်သက်ဖြစ်ပါတယ်သူ့လိုယောက်ျားတစ်ယောက်လက်ထဲမှာဖြစ်တယ်လို့ကြီးလာတဲ့တအိုးစားကိုတနာတယ်ချစ်တယ်ဒီကလေးကလိမ်မာလို့အကျဉ်းနာပိုးတယ်ဒါပေမဲ့တအိုးစားကအများနဲ့မတူထူးခြားတာတော့သတိပြုမိတယ်လာတာတဲ့ညတွေမှာလာမီကိုကြည့်ပြီးစကားပြောနေတတ်တယ်နေ့အခါမှာလည်းနေမီကိုကြည့်ပြီးစကားပြောတတ်တယ်တအိုးစားအမြဲပြောလို့ရှိတဲ့စကားရှိတယ်တအိုးစားကိုသူတို့ကချစ်တယ်တဲ့သူကဘသူတွေလဲလို့မေးတဲ့အခါမှာတအိုးစားကတောင်စင်မကြီးရာကြည့်တာသူတို့ကညီကိုရီတဲ့လေးနေလာမိုးသူအံ့ဩခဲ့ရတယ်တခါတည်းရဲ့တအိုးစားကတယောက်တည်းစကားပြောနေဘသူနဲ့ပြောနေတာလဲလို့သူမေးတယ်ဒီကတအိုးစားကလီနဲ့လေသူကပြင်းလို့တအိုးစားစီလာလေတာဘယ်မှာလဲသမီးရဲ့လို့သူမေးတအိုးစားကရှေ့တက်တဲ့ကိုကြည့်ပြီးဒီမှာလေးအဖရဲ့သူကအင်ကြီးအဖြူရောင်ဝတ်တယ်တဲ့ပိန်နေတဲ့တခါတည်းရတော့လေနေနေတဲ့နေကတော့အင်ကြီးအဝါရောင်ဝတ်ပြီးအရက်ရှည်တယ်တဲ့လာကတော့အင်ကြီးအပြာရောင်ဝတ်ပြီးချောတယ်တဲ့
မိုးကတော့အင်ကြီးအမဲရောင်ဝှက်ပြီးရုပ်ဆိုးတယ်တဲ့တအိုစားပြောတဲ့စကားတွေကိုသူနားမလည်ပါဘူးဒါပေမဲ့တအိုစားရဲ့မျက်လုံးတွေကညာပြီးပြောမဲမဟုတ်ကြောင်းတက်တည်ခံနေတယ်ပြီးတော့တအိုစားကပတ်ဝန်းကျင်နဲ့အဆက်ဆံမဲ့သူပါဒါလောက်ထိစိတ်ကူးရင်ပြီးပြောတတ်မှာမဟုတ်မှန်းသိပါတယ်ဒါဆိုတအိုစားကဘာလဲဘယ်ကလာတာလဲဘာကြောင့်ဒီလိုတွေပြောနေရတာလဲဒီလက်ကြီးသုံးဖက်နဲ့ကြံတစ်ဖက်ကဘယ်နာသွားနိုင်နေတယ်လဲဒီဆောင်းခေါ်လေးတစ်လုံးမှမနိုင်ရတာထုံးစံအတိုင်းအိမ်ကြီးရှင်တော်သေးပုံကတအိုစားအုပ်ဆိုမြင်းသားနဲ့ဆူဆဲတော်တယ်ဖခင်ဖြစ်သူပေတလူကနွားတွေမောင်းထုတ်ပြီးတော့ဇက်ချက်မှာကြောင်းရင်တအိုစားကနွားချီကျုံရတယ်နွားများတဲ့လေရှင်တွေမို့နွားတင်းကုန်းမှာအိမ်တစ်ဆောင်လောက်ကျင်းတယ်နွား15ကောင်ရဲ့ချီးမို့ကျုံလိုက်ရတာလက်ဖော်ကတော့အတမတက်နေပါပြီနွားချီကျုံယုံလေးနဲ့မပြီးပါဘူးစံတစလင်ရဖို့အရေးကိုနွားသေးအိမ်မှသိရည်တွေကိုအုံးတစ်ပြက်စီနဲ့လှဲထုံးရသေးတယ်အားလုံးပြီးစီမှကျွတ်အိတ်စံတစလဲထည့်ပြီးတယ်အဲ့ဒီစံလေးကိုဆွဲပြီးချောင်းကူးပြန်ကမတော်တစ်ခေါက်အတိညာလေးနဲ့ထမင်းချက်ပါသေးတယ်သုံးဖနှောက်ဆိုင်အုတ်နေကဲမီးဖို့ပေါ်အိုးစုပ်တစ်လုံးတဲပြီးတဖူးဖူးမီးမုတ်ကချက်ပါတော့တယ်တရက်တလေလဲတူးပြီးတရက်တလေလဲပျော့တူးမနဲ့ဖြစ်ပါတယ်ဒါပေမဲ့ဒါရီကိုအရသာခံနေမဲ့သားဖောင်းမဟုတ်တာအဖနွားချောင်းပြန်လာရင်ငါးပါလာပါကမီးဖုတ်ပြီးအစင်သင်စားနိုင်မှုထမင်းတူတဲထားတာပဲဖြစ်ပါတယ်ဒီနေ့လေခါတိုင်းနေ့လိုပဲထမင်းတဲဖို့ကမ်းပြီးတဲ့ဆန်ထုတ်ကိုအပူလက်နဲ့လှမ်းယူတယ်ဟဲ့တအိုစားဟုတ်ကဲ့ဖွားလေးအဖွားရွယ်မို့ဖွားလေးလို့ခေါ်ရမယ်လို့အဘကပြောဘူးလို့ဒေါ်သေးပုံကိုတအိုစားကဖွားလေးလို့ခေါ်တာပဲဖြစ်ပါတယ်ဒီနေ့မိုးဦးစောမလားမစောဘူးနောက်ကြမယ်လို့မနီးကပြောသွားတယ်အယူစကားနဲ့ကလေးစကားပန်တက်လို့မီးလိုက်တာဖြစ်ပါတယ်တအိုစားကအယူလဲဟုတ်ကလေးလဲဟုတ်တာကြောင့်တခြားကလေးတွေရဲ့နမိတ်စကားထက်ပုံမှန်တတ်တယ်အရင်နှစ်ကလည်းမိုးဦးစောမယ်လာစဲကိုရဲ့အမိစိုက်နိုင်မှစပားမိုးလို့မယ်ခရမ်းကျင်သီးဆိုင်အောင်မြင်မယ်လို့နမိတ်ဖက်ခဲ့တယ်တအိုစားရဲ့စကားကိုဟုတ်ကောင်းလို့စမ်းလုပ်ခဲ့ရအောင်မြင်ခဲ့တယ်အများကတော့စပားရိတ်ချိန်မှာစပားမိုးမိကြတယ်တလင်းထဲမှာစပားပုံမိုးမိလို့အလေလွင့်များကြတယ်သူတို့တော့အယူစကားလိုက်နာမိလို့မိုးရွာနေချိန်ပျော်နေရတယ်အဲ့ဒီချိန်မှာလက်ထဲမှာခရမ်းကျင်သီးပင်ပေါက်ကလေးတွေပြောင်းရွှေ့စိုက်ထားချိန်လေဘလို့ပြောသွားလို့လဲအစောပိုင်းမှာရွာမယ်ပြီးရင်လေရီခန့်အောင်ပူပြီးဝါဆိုမှတဲမဲရွာမယ်လူရသည်လည်းမိုးရွာမယ်ဆိုတော့ခရမ်းကျင်သီးတွေပြက်မယ်ကော်ပီတုတ်တို့မုံညင်းတို့အောင်မယ်လို့ပြောသွားတာပဲဒီနေ့ရောနေပူအောင်မလားဝေလာတဲ့ငချောက်တွေထုတ်ဖြည့်ရအောင်မဖြတ်နဲ့ညနေပိုင်းမှာမိုးခဏရွာအောင်မယ်လီရောပါမယ်ဟဲ့စိုးမလားမစိုးပါဘူးအခုသူတို့နှစ်ယောက်တဲ့နေကြတယ်အေးရပြီကဲသွားတော့ဟုတ်ဆန်အိမ်လေးကိုပိုက်ပြီးစိုက်မကြခဲမကြပစိုးကွက်အင်ကြီးယုံကထွက်သွားတဲ့တအိုစားကိုဒေါ်သေးပုံငေးကြည့်နေပြန်တယ်ဒေါ်ကြီးပုံဘာရီယိုဒီလောက်တောင်ငေးနေရတာတော့ဘာရင်မဟုတ်ပါဘူးလေအေးတအိုစားဟောပါတအိုစားဘာဖြစ်လို့လဲနည်းနည်းထူးဆန်းတယ်နည်းနည်းမကဘူးတော်ရင်ညံ့ညောက်ထူးဆန်းနေတာမနေ့ကလည်းငိုတယ်လေတွေးခေါင်ခေါင်မိုးပြူလာသလားမှတ်တယ်တဲလိုက်တယ်မိုးတော်တော်မက်မိသေးတယ်မဟုတ်လားလွန်ခဲ့တဲ့3နှစ်ကလေသူဒေါသထွက်လို့လေပြင်းချတာကျုပ်တို့တင်ရွာရဲကွက်ပြီးလေအိုးမဲ့အိမ်မဲ့တွေတောင်ဖြစ်ကုန်ရောမနှင်းတင်ပြောသမျှဒေါ်သေးပုံကတွေးဆဆနားထောင်နေတယ်ဟုတ်တော့လေဟုတ်ပြီလားအများနဲ့မတူအောင်ထူးဆန်းတဲ့ဒီလက်3ဘက်ကမသက်တီချင်းစရာတော့ကောင်းနေတော့တယ်အဲ့ဒီလိုထူးဆန်းမှုတွေဖြစ်ပြီးပေတလူပါရောရောင်ရွာပင်ထုတ်ကြတော့တောက်တူမရခိုင်းမှုတော့မှခက်ခက်ဖြစ်ခဲ့ရတယ်နေစမ်းမအောင်ပေတလူကဒင်းလေးကိုဘယ်ကရလာတာလဲကို့ကလေးဆိုလဲထားပါတော့ခုတော့မွေးစီရရှားလို့အမိုက်ပုံတွေကရလာတာမိဘတွေကလည်းဒီလိုစမ်းပြပုံမျိုးကြီးကိုမမွေးရဲလို့လာပစ်ထားတာနေမှာပေါ့အမလီကျုပ်ဆိုလဲမမွေးရဲပါတော့နာနာဘဝဝင်စားသလားမသိကြောက်ပရောရောင်အပမီနေမှာပြက်တနာတော်ကဒီလေးကိုတောက်တူမရခိုင်းနေတာမကြောက်ဘူးလားဝမ်းတွေးဆုံးဆိုတာမျိုးကစွမ်းပါပြီးတဲ့နဲ့ဆုံးတော့ဟုတ်ပုံမရပါဘူးသိနိုင်မလားဟိုဘက်မိုးလုံးကဲရွာဒါရီခစ်ထနေတာတနေ့ကပဲမြို့ဝဆီယာမာလေးတယောက်တကြိုလိုက်ရပြီလေချစ်လဲလုံမုံလဲလုံနဲ့ယောက်ျားဆုံးကပိုကြောက်စရာကောင်းတယ်သူတို့ကစွဲနေဆိုပဲတတိလဲထားနော်ကျုပ်တို့ရွာမရင်ရွှေကြီးတော့တိမ်ညွတ်စားတဲ့အစဉ်ရောက်နေပြီတဲ့ဖះဟုတ်ရဲ့လားဟဲ့အတိကြပဲတောင်ပိုင်းအေးမြရဲ့သမီးဖျားလို့စုံးစာချတာလာစားတာမှမရင်ရွှေနောက်ကျောအစ်စ်တဲ့အဲ့ဒါကိုရောက်ပိုင်းအေးမြကတည်င်းလွင့်တာအခုဖျားနေပြီလေမိုးလုံးကပယောကနေကုနေကြတယ်အဲ့ဒီစီးစီကကျိန်ရစ်နဲ့ကြောပွင့်အောင်ရိုက်တယ်ဆိုပဲအိုးဒေါ်သေးပုံမှာအသိထောင်ကျင်းသွားတယ်ကျုပ်ဖြစ်အဲ့ဒီကိုသွားမလို့စီးစီကနေဆုံးမအကျိတ်နဲ့ပညာပြိုင်ကြမှာလိုက်အောင်မလားတော်ပါပြီဟဲ့အခက်မသိကျုပ်ပါအိုကြီးအိုမနဲ့ပါနေဦးမယ်အဲ့ဒါနဲ့စောစောက
တော်ဟိုဟာမာလေးကိုမေးနေတာနဆူနဲ့ဖျားကြားမိပါရဲ့ဟုတ်ပါမိုးဦးစောမစောမေးနေတာဒီလေးကနမိတ်ဖက်ရင်တော့မှန်တတ်တယ်အဲ့ဒါတော့ဟုတ်တယ်တော်ရင်မိုးရွာမယ်ဆိုရင်သူတို့တဲရှိဖြတ်သွားသူတိုင်းအောင်ခမောက်ပြန်ယူခိုင်းတော့တာပဲရာသီဥတုကိုဟောမယ်ဆိုရင်တော့အဲ့ဒီကလေးမလေးကိုဘေးရင်အကျော်မော်ရီရှုံးပါကဲပြောနေတာနေပဲအချိန်လေးနေပြီသွားပြီထွက်သွားတဲ့မနှင်းတင်ငယ်ကြောပြင်ကိုအမတ်တမဲ့ငေးမိပြန်ပါတယ်စိတ်ထဲမှာတော့အကြောင်းအရာတွေကဟိုရောက်ဒီရောက်မက်ရင်ရွှေစီရောက်လိုက်တောင်ပိုင်အေးမြစီရောက်လိုက်တအုံစားစီရောက်လိုက်မိဖို့တွေကဟင်းအိုးစီရောက်လိုက်နဲ့ရောက်တဲ့ရရာသီဆန်ဝန်းကအကြိမ်ကြိမ်လဲပတ်ပြီးချိန်မှာတအုံစားအပြိုပြဲလေးဖြစ်လာခဲ့တယ်ခြေပလာနဲ့သဲဖြူဖြူပေါ်ပြေးလွှားနေတဲ့ခြေထောက်မှာဖက်နှက်တွေကတ်လာတယ်။နယ်ပင်းတစ်ခုသာအပေါက်ရှိတဲ့ပစိုးစုပ်အင်ကြီးရှည်ကြီးနေရာမှာအယောင်သွေးစုံနဲ့ရှမ်မွိုင်းစာပိတ်သားလေးတွေကနေရာယူထက်လာတယ်။လက်တစ်ဖက်ကိုအင်ကြီးတွေဝှက်ထားလို့အင်ကြီးတော့ရှည်ဖဖရှိစမြဲပဲဖြစ်ပါတယ်။လက်ပေါက်ကတော့အများနည်းတူနှစ်ပေါက်ဖြစ်ပါတယ်။ထုတ်ထားတဲ့လက်တွေကမဲနေပြီးဝှက်ထားတဲ့လက်တင်ချောင်းမှာလေမတိုးနေမခလို့ဖြူဖွေးနေတယ်။ဖွာလန်ကျဲနေတဲ့သပင်ကျင်တွေကလည်းအခုခါမှမဲနဲ့ပြောင်းဆင်းပြီးနောက်တွဲစတုံးလေးတွေတောင်ထုံးဖွဲ့ထားပါပြီ။တအုံစားမိဖို့ကြောင့်နဲ့ထမင်းချက်နေခိုင်းမှာခေါ်တန်တက်တဲ့ကြားရလို့မိဖို့ခန်းထဲမှာထွက်လာခဲ့တယ်။သူမလှမ်းတွေ့ရတာကပိန်နဲ့အင်ကြီးအဖြူရောင်ဝတ်လေးနဲ့သားပဲဖြစ်ပါတယ်။ဘာကိစ္စတော့လေးနဲ့သားမပေါ်လာတာကြားပြီနော်။အရေးကြီးနေပြီတအုံစား။ဘာတော့နင်းအဖကိုမွေးကြိုက်တော့မယ်။မွေးဟောက်အစိတ်ပြင်းနေမွေးစိတ်ဖြီအရွက်ကောက်ပြီးပြေးတော့ဟင်ဟုတ်လားအဖကဘယ်မှာလဲအမိုက်ပုံကြီးနာတော့ဆက်မှာမွေးကအမိုက်ပုံတွေကထွက်လာပြီးမြန်ပြေးပါပြောဆူပဲလေးနဲ့သားဟာရုပ်ချီးပြောက်သွားလို့သူမလက်ခုပ်ဆုပ်ပဲပြေးထားရမလို့တဲထားတဲ့ထမင်းအိုးကိုပဲပြေးခံရမလို့ဖြစ်သွားတယ်။ဒါပေမဲ့နောက်ဆုံးတော့ဖြစ်ချင်ကဖြစ်ဆိုပြီးသဲဖြူတောင်ကုန်းပေါ်မှာတရက်တွန်းပြေးဆင်းလာခဲ့တယ်။သဲဖြူပေါ်ခြေထောက်ကျုံဝင်သွားတာကိုတော့မလေးကြနိုင်ပါဘူး။ရင်လွှာရင်ပဲဘေးဘီဝဲရကိုမျက်လုံးဝှေ့ကြည့်တယ်။သူမမျက်လုံးနဲ့မျက်ပင်တွေနဲ့ဂျာမနီပင်မွဲ6ကလွဲလို့တခြားဘာအရွှန်းမှမမြင်ပါဘူး။ခါတိုင်းသွားနေပန်း3ခွရွက်ကိုမမြင်ချင်မှအဆုံးပါဘယ်ရောက်ကုန်ပြီလဲပြီးတော့တင်းကျော်ဝါဘီရဲ့အခွန်စိမ့်ကိုတော့ရှာမရတော့ဘူးအဘရဲ့မွေကြိုက်တိုင်အောင်ဓာတ်နဲ့ဖြဲပါကအဘတန်စိတ်တက်မအောင်စိုးရင်လို့တင်းကျော်ကိုရှောက်ဖွေးပြန်နေမတွေ့ပါဘူးဒါကြောင့်ပဲတွေ့ကြရနှီးပြားစိတ်ကိုခြံတိုင်ကဇက်ခနဲဆွဲလိုက်တဲ့အခါတိခနဲပဲလက်ဖြားလေးတွေတော့နာကျင်သွားတယ်လက်ချောင်းတွေကြားမှာသွေးတွေစီးကျလာတယ်ဒီတရားအရေးလားဒီကဘာမှာအဘမရှိတော့ရင်ဘယ်လိုနေရမလဲသေလို့မဖြစ်ပါဘူးသွေးဆက်ကျနေတဲ့လက်ကိုဂရုမစိုက်နိုင်ပဲပြေးနေတယ်ပန်း3ခွရွက်မရတဲ့နောက်မှာတွေ့ကြရအရွက်ကိုဆွဲကောက်လိုက်တယ်ဂျာမနီရွက်အချို့လက်ထဲပါလာတယ်ပြေးနေရင်ပဲအင်ကြီးခါကိုလက်နဲ့ဆွဲဖြဲနေတယ်အဘရဲ့ခြေချင်းဝတ်ကိုချီနှောင်ရမယ်လေဒါမှမွေစိတ်တွေကမပြတ်မှာအဘအားဆက်ပြီးអော်လိုက်တဲ့အတန်ကြီးအဘအာကောင်ချစ်ပြီးអော်လိုက်တဲ့အတန်သူမနှလုံးသက်ပုတ်တွေလောင်ကျွမ်းလူမတန်နာကျင်နေတယ်အဘတခုခုဖြစ်နေပြီလားသူမအချိန်မီပြေးလာပါရဲ့နဲ့အဘတော့ဒုက္ခဖြစ်နေပြီလားအဘသမီးမတ်အိုစားဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇလံကစာရေးသူမဲခိုင်ရေးသားထားတဲ့မော်ဝင်ပန်းဆိုတဲ့ဇလံလေးရဲ့အပိုင်း1ကိုနားဆင်ကြရတာပါဆက်လက်ပြီးအပိုင်း2ကိုတင်ဆက်ပေးမှာမို့လို့ပရိသတ်များအားလုံးကစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်